ရှေ့ခေတ်ရောမစစ်သားတွေကသူတို့ရဲ့လက်နက်တွေကိုတန်ကြေးမတက်အောင်ဘလို့နီးလန့်တွေသုံးခဲ့ကြပါသလဲစစ်ရေးစွမ်းရည်နဲ့ view ဟာမြောက်တဲ့စစ်စင်ရေးပညာတွေကြောင့်ထင်ရှားတဲ့ရောမစစ်တပ်မှာသူတို့ရဲ့လက်နက်တွေကိုတန်ကြေးတက်ခြင်းကနေကာကွယ်ဖို့နီးလန့်တွေအများကြီးရှိခဲ့တယ်လို့ဆိုပါတယ်တန်ကြေးတက်ခြင်းဟာတပ်ထုတွေကိုပျက်စီးစေတဲ့အပြင်လက်နက်အသွားတွေကိုလည်းတုံးစေတဲ့အတွက်ရောမစစ်သားတွေအထူးဂရုပြုခဲ့ကြပါတယ်ရောမစစ်သားတွေအများဆုံးအသုံးပြုခဲ့ကြတဲ့နီလန်တစ်ခုကတော့သူတို့ရဲ့လက်နက်တွေကိုစီတုပ်လင်းခြင်းပါပဲဓားများလှံများချက်ဝတ်တစားတွေရဲ့တတ်ထုမျက်နှာပြင်တွေပေါ်မှာစီတစ်မျိုးမျိုးသို့မဟုတ်တရိတ်ဆန်အစီတစ်ခုခုကိုခပ်ပါးပါးတုပ်လင်းထားခြင်းဖြင့်တန်ကြေးတက်ခြင်းကိုဟန့်တားစေပါတယ်နောက်ထပ်နီလန်တစ်ခုကတော့လက်နက်တွေကိုတတ်မှတ်ထားတဲ့အပူချိန်ထိရအောင်အပူပေးပြီးနောက်ရေနဲ့ပိုတက်ဆီယမ်နိုက်ထရိတ်တို့ရောထားတဲ့အထဲကိုနှစ်လိုက်ခြင်းပါပဲဒီအခါမှာအပူကြောင့်ဓာတ်ပြုမှုဖြစ်ပေါ်ပြီးတတ်ထုမျက်နှာပြင်ပေါ်မှာအနက်ရောင်အလွှာပါးလေးတစ်ခုဖြစ်ပေါ်လာစေပါတယ်ထိုအလွှာဟာလက်နက်တွေကိုအနက်ရောင်အစင်းကိုပေးတဲ့အပြင်တန်ကြီးတက်ခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်သူတို့ရဲ့လက်နက်ကရိယာတွေကိုစိတ်ဆက်စွာပြုပြင်ထိန်းသိမ်းထားတဲ့အတွက်လည်းရောမစစ်သားတွေဟာကြော်ကြားခဲ့ကြပါတယ်။တိုက်ပွဲတစ်ခုလေ့ကျင့်ရေးနဲ့ခရီးစဉ်တစ်ခုပြီးဆုံးချိန်တိုင်းမှာသူတို့ဟာတန်ကြီးတက်နိုင်တဲ့အညစ်အကြေးတွေကိုဖယ်ရှားပြီးအချိန်ယူကလက်နက်တွေကိုတန်ရှင်းအောင်လုပ်သွားကြပါတယ်။လက်နက်တွေကိုအမိုးနီးယားပါတဲ့ရေရှာလကာရေသို့မဟုတ်ကျင်ငယ်ရည်နဲ့တန့်စင်အောင်စေးကြောလေးရှိပါတယ်။ဆေးပြီးတာနဲ့လက်နက်တွေကိုတေချာစွာအချောက်ခံကြပါတယ်။ထို့အပြင်ရောမစစ်တပ်ဟာတန်ကြီးတက်နိုင်ခြင်းနဲ့တဲ့တပ်ထုဆက်အမျိုးမျိုးကိုလည်းသုံးနိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။ကြေးနီနဲ့တန်ဖြူကိုရောဆက်ပြီးကြေးဝါအဖြစ်နဲ့လက်နက်တွေကိုထုတ်လုပ်ခဲ့ကြတာမျိုးပါ။ကြေးဝါဟာရောမစစ်တပ်အတွက်တော့စံပြပစ္စည်းတစ်ခုဖြစ်ခဲ့တာသိကြပါတယ်။တပ်ထုဆက်တွေကိုလည်းသုံးပြီးတန်ကြီးတက်နိုင်စွမ်းကိုရှော့ချခဲ့တယ်လို့လက်နက်တွေရဲ့တက်တန်းကိုလည်းပိုကြာရှည်အောင်လုပ်ခဲ့ကြပါတယ်။ဒါပေမဲ့စွတ်စွတ်တဲ့ဒေတာတွေနဲ့ကမ်းရိုးတန်းဒေတာများမှာတော့တန်ကြီးတက်ခြင်းတန်ကိုရောမစစ်တပ်တွေခံစားရခဲ့တာပါပဲ။ပုံမှန်ထိမ့်သိမ်းခြင်းနဲ့အပူပေးဓာတ်ပြုစေတဲ့နီလန်းတွေကအရေးကြီးတဲ့နေရာကနေပါဝင်ခဲ့တာကတော့မြင်လို့ရမှာမဟုတ်ပါဘူး။